ပေးခြင်းနော်ဝန်ခံခြင်း၃မျိုးပထမဆုံးဝန်ခံခြင်းဟာဖယားစကားပေါ်မှာဝန်ခံခြင်းဖယားကတင့်ကိုလူမျိုးကြီးဖြစ်စေမယ်တင့်ကကောင်းကြီးပေးမယ်တင့်ကိုချိန်တဲ့လူကချိန်ဆဲမယ်တင့်ကိုကောင်းကြီးပေးတဲ့လူကကောင်းကြီးပေးမယ်လူကပေါင်းကျဲခန်းကြီးဆက်တဲ့ငယ်လက်သုံးမှရေးတာအဲ့လိုမျိုးဖယားကစကားတန်သင်ကြားပြီးဆိုရင်ဘာဖြစ်လဲဝန်ခံလိုက်ဟုတ်လားဖယားကတင့်ကိုဘာလုပ်ခိုင်းလဲစကားပေါ်မှာသက်ရှင်ခိုင်းအဲ့တော့မာနကလာပြောတယ်ဘယ်လိုဖြစ်မလဲတဲ့ဟုတ်လားသူ့ကြောင့်တော့ဒါဝိကဲလို့အာဗြဟံကဲလို့ဘာဖြစ်လဲရုပ်ထုထူတဲ့မိသားစုယောသက်ကဲလို့ညီကိုအယောင်စားခံရတဲ့လူနော်အပေါင်းကျခိုင်း30ခေါက်မှရေးတာယောသက်ကြောင့်သိချင်ပြောချင်တာဗါလဲသတော်ကြီးကမတို့ဖယားကစကားပေါ်မှာဝန်ခံတဲ့လူတွေကိုကောင်းကြီးခံစားပါဟောရှိဘာဖြစ်လဲဒီဘာနဲ့တူမနေရဘူးလိုက်သက်တာနဲ့သားတွေကတော့ဟောရှိဘယင်းရောက်သွားတယ်ဘုရားပို့လိုက်တယ်ဟုတ်လားဟောရှိဘုရားပြန်တောင်းတယ်အသက်80မှာတောင်းတယ်လူတော်မှမတောင်းနေပြီတဲ့ကျွန်တော်ကစကားအတော်တူတဲ့နော်အားဖြစ်ဖို့စကားသိမပြီးဘူးကျွန်တော်ဘုရားဘလို့ပြလို့တောင်းတာလေအဲ့တော့ဘုရားတောင်းတယ်အဓိကဘာလဲယုံကြည်ခြင်းပဲဘုရားနဲ့တွားပါဘုရားစကားပေါ်မှာသက်ရှင်ပါဘုရားစကားတောင်းကိုကြားတတ်အောင်သင်ဘာလို့နားအောင်ဆွဲပါအခါကျရင်ကျမ်းစာတွေနဲ့ဘုရားစကားပြောအခါကျရင်လက်ရိုက်စကားပြောအခါကျရင်ဘုရားမှုလို့ဆို prophet အဖြစ်တဲ့စကားပြောနော်စကားပြောတာလည်းဒီနေ့နဲ့ရှိလို့ဒီဝန်ခံတတ်ဖို့လည်းရေးကြည့်လားရှိပါတယ်သိကိုတင်ဘလို့ဝန်ခံမလဲအခုကတော့ဘုရားစကားပေါ်မှာဝန်ခံတဲ့လူတွေနေကျမ်းစာမှာထိုက်ရှုရင်နေတွေ့ရမှာဓမ္မဟောင်းနဲ့ဓမ္မသစ်ဘုရားတို့အကြီးကျယ်လုပ်ခဲ့တဲ့ကောင်းကြီးတဲ့များစွာခံစားခဲ့ရတယ်နော်ဒါကဘုရားစကားပေါ်မှာဝန်ခံခြင်းကြပါအာမင်အာမင်ဟာလေလုယာဟာလေလုယာပြီးဝိုင်းနတ်ဆိုးစကားပေါ်မှာဝန်ခံခြင်းနတ်ဆိုးကအမြဲတမ်းပြောတတ်တယ်ခိုးခြင်းတက်ခြင်းဖြတ်ခြင်းယောဟန်10ဆင်းမှာဘာကိုခိုးမလဲတင်းရဲ့စီးစိမ်ကိုခိုးမယ်တင်းပျော်ရွှင်မှုကိုခိုးမယ်တင်းယုံကြည်ခြင်းကိုခိုးမယ်အဓိကတော့တင်းယုံကြည်ခြင်းကိုခိုးမယ်မဖြစ်နိုင်ဘူးတော့ဘယ်လိုဖြစ်လို့တင်းကကဘာပတ်ပြီးမှုလို့ဆောက်ပါလဲဘယ်လိုဖြစ်လို့တင်းကတရားဟောဆရာမဖြစ်ပါလဲဘယ်လိုဖြစ်လို့သင်ကအချမ်းသာဆုံးဖြစ်မလဲတင်နေတဲ့မြို့မှာဘယ်လိုဖြစ်လို့သင်ကကျမ်းမာမှာလဲဆရာကိုယ်တိုင်ပြောပြီးပြီလေဒီမှာ report မှာထွက်သွားပြီကင်ဆာဆိုပြီးတော့ဟုတ်လားဒီမှာဆေးစစ်ချက်မှာမတွေ့လဲနှလုံးရောဂါဒီမှာဆေးစစ်ချက်မှာမတွေ့လဲသွေးကင်ဆာမဆေးစစ်ချက်မှာတွေ့လဲအမျိုးမျိုးတွေ့ရဝိမခံတဲ့ဆရာဝန်ကဘုရားမဟုတ်တာဝိမခံတဲ့ဘုရားစကားမှာဝန်ခံမယ်နတ်ဆိုးအမြဲတမ်းဝန်ခံတတ်အောင်သင်ပြီးမဖြစ်နိုင်ဘူးမတတ်နိုင်ဘူးဟုတ်လားကျွန်တော်ရဲ့ Facebook account ထဲမှာဝင်ကြည့်ပါကျွန်တော်လက်ပြဆူတောင်းလူတွေလဲကျွန်တော်အဲ့ဒါကိုဘယ်တော့မှဆူတောင်းလဲသလားကျွန်တော်တော့ကဲတင်ချင်းမရသေးကျွန်တော်ဆူတောင်းခဲ့သူ့နာကွင်းထဲမှာဟိုးလုံခဲ့တဲ့နေပေါင်း20နာက15နှစ်လောက်ရှိမှာပေါ့အဲ့မှာဆရာတယောက်နိုင်ငံခြားလာအဲ့ဆရာလက်ပြဆူတောင်းတဲ့လူတွေလဲကျွန်တော်အဲ့တော့မပြောင်းလဲသေးဘူးဒုံကြည့်သူပဲမှကျမ်းစာမကိုင်းတဲ့ယုံကြည်ကျွန်တော်အဲ့လိုလက်ပြဆူတောင်းလူလဲကျွန်တော်နားလည်းမလဲဘူးသိလည်းမသိတာဘူးမြင်လည်းမမြင်ဘူးကျွန်တော်တို့သိတော့အဲ့တော့အဲ့ဆရာလက်ပြဆူတောင်းလူတွေလဲစင်ပေါ်မှာရှိတဲ့လူတွေကိုဘယ်လိုပဲလိုက်တာရောက်50တရားပြည့်တယ်ကွာပြီးတော့လူတွေအားလုံးလက်ချိတ်ပြီးဆူတောင်း in Jesus name ဆိုတာနဲ့ fire ဆိုတာနဲ့လူတွေကုန်ပြည့်တယ်ဟာအဲ့တော့လိုက်တာဒါဘာခရက်လဲအမြင်မှုနဲ့ခရက်တမျိုးကဲဟောရလာဆိုပြီးတော့အဲ့ဒါလေးလာတဲ့ပုံမှာအထူးတော့ဆိုပြီးတော့အဲ့ဆရာဒါရီတွေကိုတော့သူတို့ဖွဲ့ရဆူတောင်းပြီးကျွန်တော်လည်းသွားတယ်အဲ့မှာဆူတောင်းခံလို့သွားတဲ့အချိန်မှာအဲ့ဆရာလက်ကကျွန်တော်ခေါင်းပေါ်တင်ရမှာဆိုကျွန်တော်သွားတယ်နော်အဲ့တော့ကျွန်တော်သွားတော့ဟိုလေးရောက်တော့အဲ့ဆရာဘာလို့ကျွန်တော်လည်းရောက်တော့မှပြန်သွားတယ်သူကအချိန်မရှိတော့ဘူးကျွန်တော်လည်းသဘောတိမပေါ့တော့3-4ရောက်တော့ရှိတဲ့အချိန်မှာဆက်မဆူတောင်းမယ်သူကသူ့တပိတ်နဲ့လွတ်ပြီးသွားတယ်အဲကျွန်တော်လည်းမရအဲ့ဆရာခေါင်းမှာလက်တင်မှရမှာဆိုတော့ကြီးရွယ်ပြီးသွားတော့နောက်ဆုံးကျွန်တော်မဆူတောင်းတော့ကျွန်တော်စိတ်ဆိုးပြီးတော့ကျွန်တော်ထိုင်ပေါ်မှာကျွန်တော်ပြန်သွားထိုင်တယ်အဲစိတ်ဆိုးပြီးပြန်လာဘာလို့ဆိုတော့ဒီဆရာဆူတောင်းကျွန်တော်လဲမလားလဲမလားကျွန်တော်အဲ့တော့ပြီးချင်တယ်ဘာလို့ကျွန်တော်ဆူတောင်းရင်လဲတဲ့အချိန်မဟုတ်ဘူးကျွန်တော်အဲ့တော့မပြောင်းလဲသေးဘူးနားလည်းမလဲတာမထူးတော့ကျွန်တော်ဘာလို့လဲအိမ်ကိုလာပြီးတော့
စိတ်မကောင်းဘူးနဲ့ညာလို့ကျွန်တော်ထိုင်စင်းစားတယ်ဟုတ်လားဒီဆရာဘာလို့ကောလက်မတင်နဲ့တရားကောဘာလို့ပေးမတင်နဲ့လုံးဝလက်မခံဘူးနောက်နေ့ကျွန်တော်မိုးလေးလာနဲ့ကျွန်တော်သူ့တောင်းတယ်ဗျာတနိုင်လောက်ကြာတယ်သူ့တောင်းအဲ့ဒီတဘိုးကျွန်တော်မေးတရက်သူ့တောင်းတယ်တရက်သူ့တောင်းတယ်နိုင်တိတိတော့သူ့တောင်းကြတာခုလည်းပဲနောက်ဆုံးရက်မှာတောင်းရက်တည်တယ်သူ့တောင်းနေတဲ့အချိန်မှာကျွန်တော်လက်ပူတွေပူတက်လာကျွန်တော်လက်တွေပူတက်လာပြီးတော့ကျွန်တော်ခန္ဓာကိုယ်တွေပူတက်လာအဲ့မှာစပြီးရှင်တော်ဘုရားကျွန်တော်ရပါတယ်ပိတ်တယ်နော်အဲ့တော့အဲ့နောက်ပိုင်းမှာအပြည့်လဲကျွန်တော်ဒုက္ခတော်တွေခိုင်းလာတယ်နောက်မှကျွန်တော်အိန္ဒိယနိုင်ငံသွားပြီးကျန်တဲ့ကြောင့်တက်ပြီးတော့ဒီမှာပဲကြာတာပြုလုပ်မယ်လို့ဆုံးဖြတ်ပြီးတော့ဒီနဲ့အဲ့ဒီကကျွန်တော်အမေကနေမကောင်းဖြစ်လို့ခဏလာပါဆိုတော့လာရင်းနဲ့တရားဗမာပြည်မှာကျွန်တော်ကိုဟုတ်လားအဲဒီများလူကြီးများကိုအဲဒီတရားတွေဟောဖို့အတွက်ကျွန်တော်မိတ်လေးတောင်းပြရတယ်ပြောပါအာမင်ဟာလေလုယာအဲ့တော့တောင်းရင်မရပေးလားပေးလားဆရာတယောက်ကောင်းမလက်တင်ပြီးအဘိုးရှိတဲ့ဆရာတယောက်လက်တင်မှာအဘိုးရတယ်ဆိုတာကအဲ့နီလန်းလည်းတစ်မျိုးရှိအဲ့ရိုက်ပါပြီလေအဘိုးတောင်းတဲ့နီလန်းလည်းရှိနီလန်းတွေကတော့အမျိုးမျိုးရှိပါဟုတ်လားမဟုတ်လားဆိုတော့မာနကဘာပြောလဲကျွန်တော်တို့အသားမဲတဲ့လူတယောက်ကဘိုးမှာလာတဲ့လူကအင်္ဂလိပ်သူလိုဖြူတဲ့လူတယောက်ကတဘိုးသူရတာမှန်တာပေါ့ဟုတ်လားမဟုတ်လားကျွန်တော်တို့ကလားဘယ်လိုသွားပြီးတော့ဗမာပြည်မှာလက်ဖြတ်ဆူတောင်းလူတယောက်လဲမလဲဒါကမဖြစ်နိုင်တဲ့ကိစ္စပြီးတော့ကျွန်တော်ချမ်းသာတယ်ဘာမှသိတာမဟုတ်အဲ့တော့ဆိုတော့ဗာတိလည်းဒီကုမားတို့စဉ်းစားကြည့်ပါဦးအဲ့တော့ဖခင်ကခေါ်ရင်ထူးတယ်ဗျာနာမနဲ့တော့ပေးတယ်ဗျာငါ့ကိုယုံကြည်ငါထက်တာတဲ့အမှုကိုသင်ပြုနိုင်တယ်လို့ဟဲ့လားယောဟန်ခန်းကြီး14ငယ်73မှာရေးထားသူ့တက်တာစေခြင်းနဲ့ဗျာဒါလေးကျွန်တော်ကျမ်းစာဖတ်မှယုံကြည်ခြင်းတွေပို့ခိုင်နေတာပြောပါအာမင်ဟာလေလုယာအဲ့တော့ကျွန်တော်ဒီကုမားတို့ခွာပေးခြင်းနဲ့စကားသုံးမျိုးအတန်သုံးမျိုးရှိတယ်ပထမအတန်မှာလဲတရားတယ်ကြားတက်အောင်သင်ကြိုးစားပါအရာကတင့်ကိုပြောရဆိုရင်ဘာလို့အဲ့စကားအတိပဲသင်ကောင်းစားမယ်သင်ကျမ်းမှာမတင်ချမ်းပါပြောပါအာမင်ဟာလေလုယာထပ်ပြီးတော့နောက်စကားပါလဲနတ်ဆိုးရဲ့စကားနတ်ဆိုးကဘာလို့လဲမဖြစ်နိုင်ဘူးမလုံနဲ့မတတ်နိုင်ဘူးဟုတ်လားဒါဘူးစကားလဲနတ်ဆိုးရဲ့နောက်ဆုံးစကားဘူးစကားလဲတင့်ရဲ့စကားတင့်အတွင်းနှလုံးသားနဲ့စကားပြောတာတရားပြောတာကိုတင့်နှလုံးသားပြောတာဖြစ်နိုင်ပါမလားငါကဖြစ်နိုင်ပါမလားငါလူမျိုးကဖြစ်နိုင်ပါမလားဆရာကလည်းတော့ပြောပြီးငါချမ်းပါမလားဖြစ်နိုင်ပါမလားငါအကျူးတွေအဲ့လောက်တင်နေတယ်ဖြစ်နိုင်ပါမလားငါမိသားစုကဒီလောက်ရှုပ်ထွေးနေတာဖြစ်နိုင်ပါမလားငါမိသားစုတွေကတည်းကမရဘူးဖြစ်နိုင်ပါမလားသင်သွားဟောနေတဲ့တချို့သောနေရာမှာမပြောင်းလဲသေးဘူးအဲ့ဖြစ်နိုင်ပါမလားဆိုတဲ့သိနှလုံးသားလေးကနေထွက်လာတဲ့စကားတန်ကိုသင်နားမထောင်ပဲနဲ့တရားစကားတန်ကိုနားထောင်ကြတော့အတ္တရာနဲ့သင်လျှောက်မယ်ဆိုရင်စကားသုံးမျိုးမှာမပြုလဲတရားစကားနဲ့သက်ရှင်တဲ့ရင်သင်ကောင်းကြီးခံစားလို့ဖြစ်တယ်သင်ကြံစီသမျှကြံစီခံရ၍သင်အောင်မြင်မယ်လို့အရောက်စတဲ့ခေါ်ပေးခြင်းပါတယ်ကျမ်းစာရဲ့ဆရာဘုရားရဲ့စတဲ့ကောင်းကြီးပေးပါစေ